guys အားလုံးပဲမြင်ပါကျွန်တော်ဒီရဲ့ gaming 11 channel ကနေပြန်ကြည့်လိုက်ပါတယ်ကျွန်တော်ဒီ video လေးမစခင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပါအောင်အားလုံးပဲလာကြည့်ကြပါအောင်ဘာဆိုင်ကောင်းလဲဘာဆိုင်ကောင်းလဲမိုးကလည်းအေးနောက်ပြီးတော့ကြာလဲတခုကစားခြင်းရေခဲတဲ့တော့ကြည့်ကောင်းမှမသိခဏနော်ခဏဆောင်ရမ်းကောင်းပါကြည့်လိုက်ပါမစ္စတာဘီချောကလက်ဘယ်နဲ့ဝယ်ထားပါလဲအော်ဒီနေ့ဝယ်ထားတာကျူရှင်မတက်ခင်တော့ကျွန်တော်ဝယ်လိုက်တာတပီကုန်းဟန်တက်ကနေပြီးတော့အဲ့ဆိုအခုကျူရှင်စင်းလာနဲ့ပိုက်စာနဲ့အကြိုက်ပြီးအောင်မလိုက်ကြည့်ကြပါဦးโอเคတော့မယ်နောက်နှစ်ဖုန်းလုံးရိုက်ရပါတစ်ဖုန်းက YouTube မှာတင်ပါတစ်ဖုန်းကကျတော့ TikTok မှာတင်ပါပါလေးတဲ့ဆိုတော့ Mr. Beast Chocolate လေးပါဘာလို့စင်းမှာတပီကုန်းဟတ်တက်ကနေဝယ်ထားတာပါ TikTok မှာ affiliate Jupiter effect ကိုတုံးထားပါတယ်ဆိုတော့ကျွန်တော်ဖောက်ကြည့်လိုက်ပါမယ်ဟုတ်ရတယ်ဆိုတော့သူက3ဒေါင်းလိုက်က3လာပါညီမရေးထား Mr. Beast အကောက်တူတူစိတ်ပေါ့နော်မဖတ်တတ်ဘူးမရခဏနော်ကျွန်တော်ပြန်လာခဲ့မယ်အော်ဒီဘက်ကရက်ဖို့ပြီးတာခဏပါသူကစားကောင်းနေပေါ့နော်မိုင်းလိုရတာလေစားကောင်းမှမိုင်းလိုရတာလေးပါခဏပါဒီဘက်ကဟာလေးကစားကောင်းပါရဲ့ Mr. Beast Chocolate လေးပါဒီမှာသူကနေပဲဆန်ဖိနက်လေးပါတယ်ပေါ့နော်မိုင်းလိုရတာလေးကြိုက်လိုက်ကျွန်တော်မှကျွေးနေရအောင်ဟုတ်ကဲ့ပါမြေပဲလေးစားကြပါဦးခင်ဗျာမြေပဲလေးပေါ့နော်သူကကျွန်တော်ပြောင်းမယ်စားနေကြည့်လိုက်ဒီကနေစားမှာဒီအောက်ကနေစားဈေးတိတ်မကြီးပါဘူးသူက9000ကျော်ကြီး6000ကျော်ကြီးတော့ထိလိုက်ပါမယ်အမေရောဒါ1000ကျော်ကြီးရှိပါတယ်အဲ့မှာလိုက်စားကြပါဦးတချို့ဆိုင်ကဈေးရော်ကြီး9000ကျော်1000ကျော်လောက်ပဲရှိရဒါပေမဲ့1000တော့မထင်လိုက်ပါနဲ့6000ကျော်9000ကျော်8000ကျော်9000ကျော်နောက်ကစ်ကတ်လေးဒီလောက်အသေးလေးတောင်မှGrab and Go လေး GNG Max ထဲမှာဆိုရင်9500ပေးရပါတယ်ဒီလောက်အသေးလေးထုတ်ကို9500ပါဆိုတော့ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပြီးရတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်နေပြောမှာရှိရတဲ့သူတွေဆိုလည်းတပီကောင်းဟန်တစ်ကနေတောက်ဝယ်လို့ရပါတယ် Prime ချိုရီတောက်ချင်တဲ့သူတွေလည်းတောက်ဝယ်လို့ရပါတယ်ဒါပေမဲ့တခုမမေ့လို့ရှိရကYouTuber DD ပေါ့နော်ဆွစ်ဇာလန်တို့ဘာလို့တွားပြရလေIDD ကပြောထားပါတယ် session တွေကြော်မှာတောက်ပါဆိုတော့ကျွန်တော်လည်းမွေခဲ့ပါဘူးဆိုတော့အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတော့မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ